Okay မင်္ဂလာပါကျွန်တော်ခုဆက်သွားမှာတော့ question 7 manufacturing question 7ဖြစ်တယ်ပေါ့သူကလည်းမေးခွန်းဟောင်းပဲဗျ match လ10ရက်နေ့2018မှာမေးထားတဲ့မေးခွန်းပေါ့နော် okay Zurich a manufacturer ဖြစ်တယ် provide the following incorrect manufacturing account ဒါဆိုကျွန်တော်တို့ရဲ့ manufacturing account ကြီးက incorrect ဆိုတာမှားနေတာပေါ့အဲ့တော့သူမှားနေတဲ့ manufacturing account ကြီးပေးထားတယ်ဆိုတော့တော့ manufacturing account ဆွဲပြီးသွားပြီဆွဲနေရမှားနေရပေါ့အဲ့တော့မေးခွန်းတစ်ချက်ကြော်ကြည့်ရမယ်ဗာမေးလဲဆိုတော့ navigate A က prevent the corrected manufacturing account အဲ့တော့ manufacturing account မှန်ကန်တော့ပြန်ဆွဲရမယ်ပြီးရင် navigate B ကဘာတော့ခိုင်းရလဲဆိုတော့ gross profit ကိုလိုချင်တယ်ဆိုရင်ကျွန်တော်တို့က revenue တွေကနေ cost of sale ကိုနှုတ်ပေါ့ဒါမှမဟုတ်ရင် statement of profit တော့ရဲ့ပေါ်တော်ပိုင်းလေးကိုကျွန်တော်ဆွဲခိုင်းတာပေါ့ဒီကပြောလို့ရှိရင် okay အဲ့တော့ gross profit ပိုင်းလောတဲ့ခဏထား manufacturing ကိုမှန်ကန်အောင်ဆွဲမယ်ဒါဆိုသူပေးထားတဲ့ manufacturing ကဘယ်လိုမှနေလဲဆိုတော့ကျွန်တော်ပြန်စစ်ဖို့လိုတယ်ဒီမှာပေးထားတာကျွန်တော်ဗာလဲဆို revenue ဒါပေမဲ့ကျွန်တော်သတိထားမှာ manufacturing ကောက်မှာ revenue မှမပါတာ revenue ဒီ statement of profit လောက်မှာပဲရှိတယ်ဒါဆိုဒီကောင်လဲ revenue ဒီမဆိုင်ဘူး trade receivable က current asset ကြီးပြ current asset မှာပဲတော့ပြရမှာသူနဲ့လည်းမဆိုင်ဘူး return outward ဒီ purchase return သူကတော့ဆိုင်တယ်ဒါဆိုဒီမှာမဆိုင်တာကြီးရှောက်လုပ်ထားတယ် direct cost နဲ့ပတ်သက်ပြီးအောက်မှာပေးထားတာ purchase of raw material မှာတော့ထည့်ရမယ် getting inward purchase of raw material မှာပါဒါဆိုဒီမှာဆိုနှုတ်ထားတယ် okay now direct labor အဲ့တော့ direct labor လို့ပြောထားတယ် direct wage နဲ့တူတူပဲ factory general expense စက်ရုံနဲ့ဆိုင်တာဆိုရင်ဒါ factory overhead ကိုသွားရမှာဖြစ်တယ် okay ပြီးရင် direct expense ဒီနေရာမှာတော့ royalty မသုံးတော့ဘူး direct expense လို့သုံးတဲ့အတွက် manufacturing account ကပြန်ဆွဲမယ်ဆိုရင် direct expense လို့ပဲသုံးပေးရမယ် overhead နဲ့ပတ်သက်ရင် factory rent ရှိတယ် office rent ရှိတယ်ဒီနေရာမှာဆိုရင် office rent ဒီမဆိုင်ဘူးဗျ administration နဲ့ဆိုင်တာပဲဖြစ်တဲ့အတွက် administration expense အောက်ကိုပဲသွားရမယ်ပေါ့ factory supervisor salary ကတော့ဆိုင်တယ် office supervisor salary ကတော့မလိုဘူးပေါ့ okay အဲ့တော့သူကရှုပ်ထွေးနေအောင်ရှောက်ထည့်ထားတယ်အဲ့ဒီကမေးကျွန်တော်တို့က manufacturing မှာဆိုင်တာတွေပြန်စုရမယ် clothing inventory of raw WIP opening raw material opening WIP ပေးထားတယ် okay အဲ့တော့သက်ဆိုင်တဲ့ခေါင်းစဉ်တွေကိုပြန်သွားဖို့တော့လိုတယ်နောက်တစ်ခုကျွန်တော်ရဲ့ပိုင်ရှင်ရဲ့ cost of sale ပေးထားတယ် cost of sale အဲ့ဒါသတိထားပါမေးခွန်းအောက်တစ်ပိုင်းနံပါတ် B ကဘာတောင်းတာလဲဆိုတော့ gross profit ကိုလိုချင် revenue တွေကနေ cost of sale ကိုနှုတ်ဒါဆိုအပေါ်မှာကျွန်တော် revenue သိတယ်ဗျ revenue သိတယ်အခု cost of sale ရှာတင်ရမလို့ cost of sale ပေးထားတယ်ဒါဆို revenue တွေကနေ cost of sale နှုတ်လိုက်လို့ရှိရင်ကျွန်တော် gross profit ရပြီဒါဆိုနံပါတ် B အတွက်ဒါပေးထားတဲ့သဘောပဲအဲ့ဒါဘာမှထွေထူးတော့မရှိဘူးဒါတော့မှန်ကန်တဲ့ manufacturing ကောက်ဆွဲပါလို့ပြောတဲ့အတွက် manufacturing format အစအဆုံးပြန်လုပ်ရမယ် variety လို့သုံးရမလို့တော့ဘူး direct expense လို့ပဲသုံးရမယ်ဒါလေးသတိထားဒါဆိုကျွန်တော်တို့ manufacturing ကောက်နံပါတ်ခွန်ကိုစတွက်ဖို့အတွက်ဆိုရင်အောက်မှာပေးထားတဲ့နေရာမှာ manufacturing account ကိုတစ်မျက်နှာ format အရင်ဆုံးချုပ်ဆွဲမယ်ပေါ့ okay ဒါဆိုရင်တော့ manufacturing account format ဆွဲလိုက်ပြီ corrected manufacturing account 31st January 2018နဲ့ပတ်သက်ပြီးတော့ opening inventory of raw material purchase of raw material နဲ့ကြောင်းချန် closing inventory of raw material ကို cost of raw material consume direct labor direct expense ထွက်လာတာ prime cost factory overhead နေရဲ့ချမ်းပဲ opening WIP closing WIP ဒါဆိုရင် production cost ရအောင် okay အဲ့တော့ format ဆွဲပြီးသား ready ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအပေါ်ကနေစမယ် revenue မဆိုင်ဘူးဗျ trade receivable မဆိုင်ဘူး return outward ဒီ purchase return ဆို purchase တင်ရ note အဲ့ဒါ purchase အောင်မှာ minus အဲ့တော့ return outward နှုတ်မှာဆိုခွင့်ခက် Canning in ပြီးမှ return outward ရေးစရာမလိုဘာမှအစင်လိုက်တိုင်းဖြစ်စရာမလိုရတယ်ပုံမှန်အဆင်ပြေလို့ရေးလို့ရတယ်ကျွန်တော် return outward ရင်တွေ့တဲ့အတွက် return outward ရေးပလိုက်တယ်အဲ့တော့ return outward က1650အဲ့တော့နှုတ်မှာဆိုခွင့်ခက်ထားအဲ့တော့1650 purchase of raw material 13လုံး3.3ည3.3ည okay carrying in what 1010ဒါဆို carrying in what ဆိုရင်ပေါင်း1010 okay ဒါဆိုရင်ပေါင်းတယ်နှုတ်ဆက်တာပဲရှိရဖြစ်တဲ့သူ့ကိုပိတ်ထားလို့ရတယ် okay အဲ့တော့ net purchase တစ်ခါလေးလည်းရှာထားလို့ရတယ်အဲ့တော့ net purchase ရှာပေါ့okay အဲ့တော့နောက်တစ်ခု direct labor ပေးထားတယ်ဒီမှာတော့နှုတ်ထားတယ်မဆိုင်ဘူးသက်ဆိုင်တဲ့ခေါင်းစဉ်ကိုပဲကျွန်တော်ပြန်သွားမယ် direct labor 2400 2800 okay factory general expense 3000ဒါဆို factory နဲ့ဆိုင်တာဖြစ်တဲ့အတွက် factory overhead
the factory general expense က3000 okay အဲ့တော့နောက်တစ်ခုကျတော့ direct expense 950ဒါဆို direct expense ကိုသွားမယ်အဲ့တော့ direct expense ပြီးနောက်ကပါလဲဆို overhead factory rent စက်ရုံနဲ့ဆိုင်တာဖြစ်တဲ့အတွက် factory overhead ကိုသွားမယ် factory rent အဲ့တော့ factory rent ကတော့ 1,500 office rent ကတော့ကျွန်တော်တို့က administration နဲ့ဆိုင်တာဖြစ်တဲ့အတွက် statement of profit loss မှာလာထည့်ရမှာသူဒီထည့်စရာမလိုဘူး factory supervisor salary ဒါတော့ထည့်ဖို့လိုတယ်စက်ရုံနဲ့ဆိုင်တဲ့ကြီးကြပ်မှုဒါစားတော့ supervisor salary 1960 okay နောက်ခု office မှာရှိတဲ့ကြီးကြပ်မှုပေးရတဲ့လသားဒီမဆိုင်ဘူး expense ကိုပဲသွားမှာဖြစ်တယ်ကျွန်တော်တို့ဆွဲခိုင်းတာ manufacturing ဆိုတော့မဆိုင်တာတွေကျွန်တော်တို့ကြော်ရမယ် okay closing raw 16360 closing ဆို green cap 16360 okay နောက်တစ်ခု WIB closing WIB က9490နောက်မှာဖြစ်တဲ့အတွက် green cap 9490 okay နောက်က open raw 18183 open raw ကဒီဘက်မှာထည့်ရမယ်18183 open WIB 1000အဲ့တော့ open WIB က1000အဲ့တော့ open WIB နဲ့ closing WIB တည်တယ်ဆိုရင်တခါလေးရှင်းပြပါ open ကများတယ်အဲ့တော့အပေါင်းဆိုင်ကများဖြစ်တဲ့အတွက်အပေါင်းဆိုင်နဲ့ပဲ930ဒီလိုအနှုတ်ဆိုင်များရင် green cap ပါတတိထားပါ okay ဒါဆိုပေးထားတဲ့ data အရပြောမယ်ဆိုတော့ကုန်သွားပြီဗျမဆိုင်နိုင်မထည့်ဘူးဆိုင်နဲ့တဲ့ကောင်းစင်အောက်ကိုသွားတယ်ဒါဆိုကျွန်တော် manufacturing စင်းပြန်ချုပ်လို့ရပြီ okay ဒါတော့ပါချစ်တဲ့ရင်ရှာမယ်အဲ့တော့ပါချစ်ရှာတာက113 933ရှာပြီးသား open raw ရဲ့ပါချစ်ရဲ့ပေါင်း closing raw ရဲ့ note ဒါဆို cost of raw material ကွန်စုဒီ112 112550 okay cost of raw material ကွန်စုရဲ့ direct labor ရဲ့ direct expense ပေါင်းဒါဆို prime က141,900 okay အဲ့တော့ factory overhead က3ခုပဲရှိရဗျအဲ့ဆိုရင်ဒီဘက်ကိုရွှေ့ရမယ် factory overhead 39460 okay အဲ့ဆိုရင် prime ကရဲ့ factory overhead ရဲ့ WIB ရဲ့ပေါင်းဒါဆိုရင်အားလုံးရှင်းလိုက်လို့ရှိရင်181,603ဒါဆိုရင် production cost ဒီ181,603ဒါဆိုရင် mangan နဲ့ manufacturing cost ဖြစ်သွားပြီ okay ဒါဆိုရပြီဒါပေမဲ့မိကုန်းမှမပြီးသေးဘူးဗျနံပါတ် B ကပါတောင်းလဲဆို gross profit တောင်းတယ်နောက်တစ်ချက်ကျွန်တော်ဒီနေရာမှာလွယ်ကူသွားသေးတာပါပေးထားလဲဆို cost of sales ပေးထားတာပေါ့အပေါ်မှာ revenue တည်တယ်ဒါဆို revenue တွေကနေ cost of sales ကိုနှုတ်မယ်ဆိုရင်ကျွန်တော်လိုချင်တဲ့ gross profit for the ညာရတယ် okay အဲ့တော့နံပါတ် B okay gross profit for the year 31st January 2018နဲ့ပတ်သက်ပြီးတော့ gross profit တွေ့ရမယ်အဲ့တော့ gross profit ကိုလိုချင်တယ်ဆိုလို့ရှိရင် revenue တွေကနေ cost of sales ကိုနှုတ် okay အဲ့တော့ revenue ကကျွန်တော်အပေါ်မှာပေးထားတယ်ဗျအပေါ်မှာ manufacturing count တွေမှာမှာပြီးထည့်ထားတဲ့ revenue 38400ဘာမှပြောထိုင်ကိန်းနဲ့နေမယ်နေလို့ပဲယူဆမယ်ကျန်တာစဉ်းစားရမလို့38400 ဟုတ်ပြီအဲ့ဒါမှာ cost of sale ရတယ်သူကပေးထားတယ်290 550
2939 5539 Okay ဒါဆိုကျွန်တော်လိုချင်တဲ့ crop ပဲရပြီဒါတစ်ခါလေးရှင်းလိုက်မယ်380400တဲ့ကနေ29395539အောင်နောက်အဲ့တော့96850အဲ့တော့96850ဒါဆိုကျွန်တော်လိုချင်နေတဲ့ crop buffet ရပြီတကယ်လို့ဒီနေရာမှာ cost of data မပေးထားဘူးဆိုရင်ကျွန်တော်တို့ကဟို statement of profit လို့ရဲ့အပေါ်တစ်ပိုင်းပေါ့ revenue တွေကနေ opening inventory of finished good တွေ purchase of finished good တွေ production cost တွေ closing inventory of finished good တွေအဲ့ဒီပုံစံနဲ့သွားရမယ်ပေါ့အခုကဒီနေရာမှာတော့လွယ်အောင်ပေးထားတယ် cost of sales ဆိုပြီးနောက်ဒီမေးခွန်းမှာလည်း finished good opening finished good closing finished good လည်းမပြောအဲ့ပုံစံနဲ့လည်းသွားတွက်လို့မရအောင်အဲ့တော့ revenue တွေကနေ cost of sales တန်ထုတ်လိုက်လို့ရှိရင်ကျွန်တော်လိုချင်တဲ့အဖြေရပြီဒါဆိုအဆင်ပြေသွားပြီ okay ဒါတော့ဆောင်းမဲမေးခွန်းပုံစံပေါ့ဒါ2018ဆိုတော့3လပိုင်း2018ဆိုတော့အရင်လည်းမကြသေးဘူးဆောင်းမဲမှာ manufacturing နဲ့ပတ်သက်လို့ရှင်ဒီလိုပုံစံတွေလည်းမေးတတ်တယ်အဲ့တော့ဒါလေးတော့သတိထားပေါ့ okay ဒါဆိုကျွန်တော်တို့ gross profit က96850ရတယ် production cost က18690ရတယ်ဒါဆိုရင်ကျွန်တော်တို့ question 7အောင်မြင်စွာပြီးဆုံးသွားပြီဒါဆိုရပြီဗျ